တောင်ငူမြို့ကိုရောက်ပြီဆိုလို့ရှိရင်မစားမဖြစ်စားကိုစားရမယ်မုတ်တွေထဲမှာရေမုတ်လည်းပါပါတယ်ဒီနေ့ကျွန်တော်ကတော့နှစ်ပေါင်းများစွာတက်တန်းရှိပြီဖြစ်တဲ့ရေမုတ်ကောင်းကောင်းလေးစားလို့ရတဲ့ဆိုင်မှာသွားစားမှာပါအဆုံးထိကြည့်ပေးနော်Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့တောင်ငူရောက်နေတော့ကျွန်တော်ရေမုတ်လေးစားခြင်းလို့သွားနေရဖြစ်ပါတယ်လိပ်စာလေးကတော့မိုင်နာကွင်းမြောက်ဘက်မီးပွိုင်အနီးရန်ကုန်မန္တလေးလမ်းဟောင်းမင်းကြီးညိုလမ်းတွေထဲမှာရှိပါတယ်မီးပွိုင်ကနေပြီးတော့လမ်းတွေထဲကိုဝင်သွားတာနဲ့ဘဲဘက်အချမ်းမှာပါဒီဆိုင်ကိုတော့မနက်9:00နာရီကနေပြီးတော့ညနေ9:00နာရီထိဖွင့်ပါတယ်ဗျာဆိုင်ရဲ့နာမည်ကတော့မိဘမြတ်တာရေမုတ်ဆိုင်ပါဒီဆိုင်မှာကရေမုတ်ကိုမြင်းနူးအမျိုးမျိုးနဲ့ရပါတယ်ရေမုတ်တစ်မျိုးတည်းကိုပဲနှစ်ပေါင်းများစွာရောင်းလာခဲ့တဲ့ဆိုင်ပါတောင်ငူမြို့မှာရှိတဲ့နာမည်ကြီးဆိုင်တွေထဲမှာပါဝင်တဲ့ဆိုင်တစ်ဆိုင်လေးဖြစ်ပါတယ်ဒါတွေကတော့မိဘမြတ်တာရေမုတ်ကနေရတဲ့မြင်းနူးလေးတွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကတော့ငုတ်ဥရှယ်ကြီးရဲ့ကြက်ဥချင်ဆက်ရဲ့ရိုးရိုးတပွဲရဲ့မှာခဲ့ပါတယ်ဆိုင်မှာကဒီလိုမျိုးထိုင်စရာနေရာလေးတွေပေးထားတော့စားရတာအဆင်ပြေပါတယ်ကဲမှာထားတာလေးတွေရပါပြီဒါကတော့ငုတ်ဥရှယ်ကြီးပါဒါကကြတော့ကြက်ဥချင်ဆက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ရိုးရိုးရေမုတ်ဖြစ်ပါတယ်ကဲကြည့်ရတဲ့တင်စားခြင်းစရာလေးနော်ငုံဥရှယ်ကြီးရတော့ရေမုတ်မှာပါတဲ့အစာပလာတွေအပြင်ငုံဥ9လုံးပါပါတယ်စားကြပါအောင်ဗျာတောင်ငူရေမုတ်အရသာကတော့ရန်ကုန်မှာရှိတဲ့လန်တီရဲမုတ်နဲ့နည်းနည်းဆင်ပါတယ်မတူတာတခုကအချင်းလေးတွေချပေးတာပါရေမုတ်ကိုဒီလိုမျိုးအချင်းလေးဆန်းပြီးတော့စားလိုက်ရတဲ့အရသာကလေတော်တော်လေးကိုကောင်းတယ်အခွန်ကျွတ်လေးရဲ့ငုံဥလေးတွေရဲ့ပါတော့လေးစားရတာအချင်းနဲ့လိုက်ဖက်ပါတယ်ကျုပ်ချင်းဆက်ကကြတော့အရန်ကိုချင်းချင်းဆက်ဆက်ပဲမသွားပါဘူးပုံမှန်အနေထားလောက်ပါပဲဒါကိုမှအချင်းလေးနဲ့ရောပြီးတော့စားလိုက်တဲ့အခါကျမှချင်းချင်းဆက်ဆက်လေးအရသာရတာပေါ့နော်ကျုပ်လေးပါတော့အရန်ကိုကျွတ်ကြီးမဟုတ်ပဲနဲ့စားရတာအီအီလေးနဲ့စားလို့ကောင်းပါတယ်ဒီလိုပူပူလေးစားလိုက်ရတော့အရသာပိုရှိတာပေါ့နော်ကဲနောက်တစ်ခုကတော့ကျွန်တော်အကြိုက်ဆုံးလို့ပြောလို့ရပါတယ်ရိုးရိုးရေမုတ်ဖြစ်ပါတယ်အစာပလာတွေပဲပြုတ်လေးတွေထည့်ပေးထားတာကိုမှကျွတ်လေးဆိုတော့စားရတာတော်တော်လေးကိုကောင်းတယ်ဒီတိုင်းကြီးပဲစားလို့ကောင်းတယ်လို့အချင်းလေးနဲ့ရောပြီးတော့စားလို့လည်းကောင်းပါတယ်ဒီဆိုင်မှာကနေဘက်ကအကြော်ဆိုင်လေးတွေလိုပဲရေနွေလေးတွေပါချပေးထားပါတယ်ကျွန်တော်ကတော့ရေမုတ်လေးစားလိုက်ရေနွေလေးတောက်လိုက်နဲ့လုံးဝကိုစိန်ကျနေပါတယ်ဒီနေ့ကျွန်တော်စားတဲ့ရေမုတ်3ပွဲကို9500ပေးခဲ့ရပါတယ်ငုံဥနယ်ရှယ်ကြီးကတော့4000ဖြစ်ပါတယ်ကျုပ်ဥချင်ဆက်ကတော့3000ပါရိုးရိုးကတော့2500တဲ့ပေးရပါတယ်နောက်တစ်ခါတောင်ငူမြို့ကိုပြန်ပြီးတော့ရောက်ခဲ့တယ်ဆိုလို့ရှိရင်တော့ရိုးရိုးကိုပဲ3-4ပွဲလောက်တော့စားပြမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့စားလို့ကောင်းလို့ပါတောင်ငူကိုရောက်ခဲ့လို့ရှိရင်တောင်ငူရေမုတ်ကိုဒီမိဘမြတ်တာဆိုတဲ့ဆိုင်လေးမှာလာစားကြည့်ပါတကယ်ကိုစားလို့ကောင်းပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆောင်ကြမယ်နော်အားလုံး bye bye ပါ